လိုက်ပါတယ်ကိုရဲရေမင်္ဂလာပါ မင်္ဂလာပါညီမရေစနေညအတွက်ဘယ်ပွဲမျိုးကောင်းရွေးချယ်ထားလဲရှင်ကျွန်တော်စနေညအတွက်လာလီဂါပွဲတင်တွေကဗလင်စီယာနဲ့အက်စပန်ညိုပွဲတင်ကိုရွေးချယ်ထားတယ်ကိုရဲအနေနဲ့ဒီပွဲစဉ်မှာဘာများထူးခြားချက်ရှိမလဲကျွန်တော်အနေနဲ့ပထမဆုံးပြောရမယ်ဆိုရင်ဗလင်စီယာနဲ့အက်စပန်ညိုပွဲတင်မှာဆိုရင်ဒီနှစ်သင်းကထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး24နှစ်တာကာလအတွင်းမှာဆိုရင်45ပွဲထိထိပ်တိုက်တွေ့ဆုံမှုရှိခဲ့တယ်ဒီနေ့မှာဗလင်စီယာက23ပွဲနိုင်တယ်73ပွဲသေးကြပြီးတော့9ပွဲပဲအက်စပန်ညိုနိုင်ခဲ့တယ်နောက်တစ်ချက်ထူးခြားချက်အနေနဲ့ပြန်ကြည့်မယ်ဆိုဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး14ပွဲမှာဆိုရင်အောက်ဈေးတန်းတွေက73ပွဲထိကြီးမကြခဲ့ဘူးလို့ပြောရမှာပဲတပွဲပဲကျွန်တော်အပေါ်ဈေးတန်းအောင်ခဲ့တယ်ဒါကလည်း18ရက်နေ့9လပိုင်း2020ကဗလင်စီယာကအိတ်ကွင်းမှာ1-0နဲ့နိုင်ခဲ့တဲ့ပွဲတင်ဖြစ်တယ်ဆိုတော့ဗလင်စီယာအိတ်ကွင်းမှာအက်စပန်ညိုကနောက်ဆုံး300ဒီစက်တိလုံးဝမရှုံးခဲ့ဘူးဒါကလည်းအစင်လာပိုင်းကကျွန်တော်ပြန်ကြည့်မယ်ဆိုရင်2000နှစ်နောက်ပိုင်းကဆိုရင်ဗလင်စီယာအိတ်ကွင်းမှာပထမဦးဆုံးချိန်ဖြစ်တယ်ပုံမှန်အားဖြင့်ဗလင်စီယာအိတ်ကွင်းတိုင်းမှာလာကစားတိုင်းမှာပေါ့နော်အက်စပန်ညိုနဲ့လာကစားတိုင်းမှာဆိုရင်သူ့အနေနဲ့ပြန်ကြည့်မယ်ဆိုရင်3ဘွဲ့ဆက်အဲ့လိုကြီးအောင်ပြီးတိုင်းမှာနောက်ဘွဲ့တင်မှာပြန်ခွာလေးရှိတယ်များသောအားဖြင့်2ဘွဲ့ကြီးအောင်ပြီးတိုင်းမှာပြန်ခွာလေးရှိတယ်ဗလင်စီယာရဲ့အစင်လာပိုင်းဆဲရဆိုရင်ဒီဘွဲ့တင်ကပြန်အောင်မှုရာခိုင်နှုန်းများတယ်နောက်တစ်ချက်ကျွန်တော်ကဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုရင်ဗလင်စီယာရဲ့လက်ရှိအိတ်ကွင်းဗလင်စီယာရဲ့လက်ရှိအိတ်ကွင်းပိုင်းမှာဆိုရင်ဗလင်စီယာကနောက်ဆုံးအိတ်ကွင်း18ပွဲမှာဆိုရင်10ပွဲနိုင်တယ်6ပွဲတင်တယ်4ပွဲပဲရှုံးခဲ့တယ်နောက်ဆုံးအိတ်ကွင်း3ပွဲဆက်တေကြခဲ့ပြီးတော့နောက်ဆုံးအိတ်ကွင်း5ပွဲသက်တိရှုံးပွဲမရှိတော့ဘူးဆိုပေမဲ့ဗလင်စီယာကအိတ်ကွင်းမှာဆိုရင်သူ့အနေနဲ့3ပွဲကြေးကြပြီးရမယ်နောက်ပွဲတင်မှာပြန်အောင်တဲ့ဇယိုက်ရှိတယ်ဆိုတော့ဒီနောက်ဆုံးအိတ်ကွင်း18ပွဲဇယိုက်ရဆိုရင်သူ့အနေနဲ့ဒီပွဲတင်မှာကြေးရပြန်အောင်မယ်အစင်လာပိုင်းဇယိုက်ရလည်းပြန်အောင်ဖို့ရာခိုင်နှုန်းများတယ်အစမန်ယူနေနဲ့ကျွန်တော်ပြန်ကြည့်မယ်ဆိုလဲစောင်းဖို့နားရက်ပြီးကာလာမှာဆိုရင်3ပွဲလိတ်3ပွဲသက်အနေနဲ့ကစားတဲ့အချိန်မှာဘာစီလိုနာကို0-2နဲ့ရှုံးတယ်လီဗန်တွေကို1-1ကစားတယ်ဂီယိုနာကို0-2နဲ့ရှုံးတယ်ဒီနေရာမှာ3ပွဲသလုံးကြေးကြထားတာကအစမန်ယူအတွက်ပြန်လာနိုင်ကောင်းပြန်လာနိုင်တယ်ဆိုပေမဲ့လက်ရှိအနေထားရဆိုရင်တော့အစမန်ယူကျွန်တော်အများကြီးမမျှော်လင့်ချင်သေးဘူးအထူးသဖြင့်ဂီယိုနာကိုအိတ်ကွင်းမှာ2ဂိုးပြတ်ရှုံးသွားတာရယ်လီဗန်တွေကိုအဝေးကွင်းမှာတေးပဲကစားနိုင်ခဲ့တာကဒီပွဲတင်မှာဗလင်စီယာအတွက်ပို့ပြီးတော့ရင်းနှီးကျင်စရာဖြစ်လာတယ်ဗလင်စီယာမှာနောက်တစ်ချက်ကျွန်တော်ဒီပွဲတင်မှာကြိုက်တာကဒီပွဲပြီးရင်ပွဲချက်ကာလာကိုဖျက်တမ်းရမှာဆိုတော့ကျွန်တော်တောက်လျှောက်ဆိုသလိုပဲအစင်လာပိုင်းရောလက်ရှိအိတ်ကွင်းဝေးကွင်းစမ်းဆောင်ရေးပိုင်းရောနောက်လာမယ်ပွဲစဉ်အတွက်ဆိုရင်ဒီပွဲတင်မှာဗလင်စီယာကကျွန်တော်တို့ရင်းနှီးတူအတွက်ထိုက်တန်တဲ့ရွေးကွက်မျိုးလို့ပြောလို့ရတယ်ဥပမာအနေနဲ့ fighter တွေအတွက်စနေညမှာအကျိုးပြုတကွက်အနေနဲ့ဆိုရင်ပို့ပြီးတော့အားပေးဖို့ထိုက်တန်ပါဗျကိုရဲအနေနဲ့အချက်လက်ရဗလင်စီယာဗော်ဒီကိုရွေးချယ်သုံးသပ်ပေးလိုက်ပါတယ်အားလုံးပဲကြွေးမြရကြပါသေးရှင်နောက်ဗီဒီယိုမှာပြန်လည်ဆိုရပါမယ်ရှင်